ကက်ကက်မှာစာတန်းတွေကိုစကတ်မိုင်းအတွင်းလူလျောက်ထိုးပေးမှုလှုပ်ဝက်နေလဲအားလုံးပဲမင်္ဂလာပါခင်ဗျာအရှင်ဦးဆုံးကက်ကက်ထဲကိုဝင်ပါကက်ကက်ထဲကိုရောက်ပြီဆိုလို့ရှိရင် new video တစ်ချက်နှိပ်ပေးပါဒီ new video ကိုရောက်ပြီဆိုလို့ရှိရင်ဥပမာကိုအတန်းနေပြီးတော့စာသားချင်းနေတဲ့ video တစ်ခုကိုရှာလိုက်ပါကျွန်တော်ကတော့ဒီ video လေးကိုသုံးလိုက်မယ်ဗျာ okay ဒါလေးကိုနှိပ်မယ်လုံးမရှိလို့မိမိကိုယ်တိုင်မသိချင်တော့အဲ့ဆိုတော့နှိပ်လိုက်ပါမယ်โอเคအဲ့တော့ရောက်လာပြီဆိုလို့ရှိရင်အရင်ကကျွန်တော်တို့ကဘယ်ကိုသွားရမလဲဆိုလို့ရှိရင်ဒီတက်ဆိုတဲ့ထဲကိုဝင်ပါတက်ထဲကိုရောက်ပြီဆိုလို့ရှိရင်ဒီ auto caption ဆိုတော့တစ်ချက်နှိပ်ပြီးပါအဲ့လိုပေါ်လာပြီဆိုလို့ရှိရင်ဒီမှာဒီ generate ဆိုတော့တစ်ချက်နှိပ်ပြီးပါgenerate ကိုနှိပ်ပြီးပါဆိုရင်ဒီကောင်လေးတရားပြည့်တဲ့ခဏဆောင်ပေးပါသူကတော့ဗီဒီယိုအတူအရှိပုံမူတည်ပြီးတော့ကွာပါတယ် generate လုပ်လိုက်တဲ့ဟာလေးကဒီမှာစာတန်းလေးဖြစ်ပေါ်လာပါပြီဒါပေမဲ့သူ့မှာကမြန်မာပေါက်မမှန်ပါဘူးအဲ့တော့ကျွန်တော်တို့ခုပထမနေ့ကကျွန်တော်တင်ထားတဲ့ဗီဒီယိုကြည့်ပြီးပါဆိုရင်ဒီဟာတော့ကအဆင်ပြေသွားပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ဒီကမြန်မာပေါက်မှန်အောင်အတွက်ဒီစတိုင်ဆိုတဲ့ထဲကိုတစ်ချက်နှိပ်ပေးပါသူ့ကိုနှိပ်ပြီးပါပြီဆိုရင်ဟိုနေ့ကပုံစံအတိုင်းလေးပဲဟောဒီက font ဆိုတော့တစ်ချက်နှိပ်ပါ font နှိပ်ပြီးပါပြီဆိုလို့ရှိရင်ဒီကောင်လေးကိုဒီလိုလေးဆွဲလိုက်ပါဆွဲပြီးသွားရင်ဒီက my phone ဆိုတော့တစ်ချက်ထပ်ဝင်ပေးပါ my phone ဝင်ပေးပြီးသွားရင်ဟိုနေ့ကကျွန်တော်တို့ download ဆွဲထားတဲ့ထဲကမြန်မာ phone တစ်ခုကိုကြိုက်နေတဲ့ phone တစ်ခုကိုရွေးပေးလိုက်ပါအဲ့လိုရွေးပေးပြီးသွားပြီဆိုရင်ဒီမှာအမှန်ချင်းကလေးကိုတစ်ချက်နှိပ်ပေးပါအဲ့ဆိုရင်ဒီမှာကမြန်မာ phone မှန်သွားပါပြီကာလာလေးထည့်ဖို့အတွက်ကလည်းဒီထဲကိုပဲတစ်ချက်ပြန်ဝင်ပါဒီထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီအပေါ်ဘားတန်းမှာရှိတယ်ဒီစတိုင်ဆိုတဲ့ဟာလေးတစ်ချက်ရွေးလိုက်ရမယ်ဒီစတိုင်လေးတွေကိုဝင်လိုက်ပြီဆိုရှင်ဟောဒီမှာသူရဲ့ကာလာတွေလည်းအများကြီးရှိမယ်ဒီမှာကာလာတွေရှိမယ်ကိုကဘယ်လိုပုံလဲမလို့ကျွန်တော်ကဒီရောင်လေးအနီးလေးကိုကျွန်တော်ရွေးလိုက်ရမယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်စာတန်းကဒီတိုင်းပဲပေါ်နေနေမယ်စာတန်းကိုဟိုတစ်ဖေးဖေးနဲ့ကြီးလာတဲ့ပုံစံတော့ animation လေးတွေထည့်မယ်ဗျာဟိုတခြား video တွေမှာကြည့်ရလို့မျိုး animation လေးတွေနဲ့အမှန်လို့ထည့်မယ်ဆိုကျွန်တော်ဒီ animation တွေကိုတစ်ချက်ဝင်လိုက်တယ်animation နဲ့ကနေကိုကြိုက်နေတဲ့ပုံစံလေးပေါ့နော်ဘယ်လိုပုံစံမျိုးလေးသွားတာလို့ကြာဒီမှာဒီဟာလေးကိုကြိုက်တယ်ဆိုရင်ဒီဟာလေးကိုတစ်ချက်တော့မရှိလို့မိမိကိုယ်နဲ့တက်တည်ခြင်းလို့စိတ်ညစ်ပြီးလမ်းပြောင်းနေပါသလားအမိုဒီဆိုတော့မရှိလို့မိမိကိုယ်နဲ့တက်တည်ခြင်းလို့စိတ်ညစ်ပြီးကိုလိုချင်တဲ့ပုံစံပေါ့နော်ဒီတော့အဆင်ပြေမဲ့အချိန်လေးကိုရွှေ့ပြလိုက်ပါဒါဆိုကျွန်တော်တစ်ချက်စာ run ကြည့်လိုက်မယ်လို့မရှိလို့မိမိကိုယ်တိုင်တက်တည်ခြင်းလို့စိတ်ညစ်ပြီးလမ်းပြောင်းနေပါသလားလမ်းမပေါ်မှာလေလွတ်နေတဲ့အလုတ်လက်မဲ့လူငယ်လေးတယောက်ဘဝကနေချမ်းသာတဲ့လုပ်ငန်းရှင်တစ်ထစ်တယောက်ဘဝကိုသူဘယ်လိုမျိုးပိုင်ဆိုင်ခဲ့တာလဲအားလုံးပဲအဆင်ပြေပါစေဗျာဒီဗီဒီယိုလေးကလူချင်းမျိုးတို့အကျိုးရှိတယ်ဆိုရင် I follow share နဲ့ subscribe လုပ်ပြီးတော့အားပေးတော့တောင်းပါဗျာနောက်ဗီဒီယိုမှာလည်းဒါလည်းအကျိုးရှိတဲ့အားလေးနဲ့ပြန်လည်ဆုံးတွေ့ကြအောင်ခင်ဗျာကျေးဇူးတင်ပါတယ်